အင်္ဂလိပ်စာရဲ့ပင်မာကျော်ယူနှစ်ခုက vocabulary နဲ့ grammar ဖြစ်ပါတယ်ပရိကုံးလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပရိကုံးဖြစ်လာဖို့အတွက်ဘာလိုသလဲပရိစေ့နဲ့တည်တဲ့ကျိုးလိုတယ်အဲ့ဒီနှစ်မျိုးရှိရင်ပရိကုံးဖြစ်ပြီအင်္ဂလိပ်စာမှာလည်းအဲ့ဒီတိုင်းပဲဝကြကပရိကုံးနဲ့တူတယ်အဲ့ဒီဝကြတွေစီဖို့အတွက်ပရိစေ့လေးတွေနဲ့တူတဲ့ vocabulary ဝတ်လေးတွေပေါ့နော်စလုံးလေးတွေလိုတယ်စလုံးကြီးပဲဆိုလို့ရှိရင်ပရိကုံးမဖြစ်ဘူးလေသူ့ကိုအတီလေးဖြစ်အောင်အတွဲလေးဖြစ်အောင်တွဲပေးမယ်ကျိုးလိုတယ်ခုန vocabulary တွေဆိုလို့ရှိရင်လည်းပဲအဲ့ဒီ vocabulary လေးတွေကိုရှေ့ဆင့်နောက်ဆင့်စနစ်တကျအဓိပ္ပာယ်ရှိတဲ့ဝကြတစ်ကြောင်းဖြစ်အောင်လုပ်ပေးမယ် grammar လိုတယ်အဲ့တော့ vocabulary ကပရိစေ့ grammar ကတည်တဲ့ကျိုးပန်းကုန်းတဲ့ဒီသဘာဝအတိုင်းပါပဲနော်အဲ့ဒီနှမျိုးပေါင်းလိုက်ရင်စိတ်လို့ရတဲ့ပရိတကုံပန်လို့ရတဲ့ပန်းကုန်းတကုံပေါ့နော်ဒီလိုဖြစ်တယ်အင်္ဂလိပ်စာမှာလည်း vocabulary နဲ့သူ့ကိုနေရာကြားကြတည်ပေးစီပေးတဲ့ grammar နှမျိုးပေါင်းလိုက်ရင်ဝကြရတယ်ဝကြရပြီဆိုလို့ရှိရင် full scale လုပ်လို့ရပြီရေးပဲရေးပြောပဲပြောဖတ်ပဲဖတ်နားပဲထောင်ဝကြနဲ့အလုပ်လုပ်ရတာဒါဆိုဝကြစီတတ်ဖို့ကခုန vocabulary နဲ့ grammar နဲ့နှစ်နည်းလိုတယ် vocabulary ကိုဘယ်လိုနည်းနဲ့ရနိုင်သလဲအင်္ဂလိပ်စာကကြက်ရသလားအင်္ဂလိပ်စာကြက်လို့မရပါဘူး vocabulary တွေကကြက်ရသလားမကြက်ရပါဘူး vocabulary ကိုကြက်လို့ရှိရင်မေ့တယ်ငယ်ငယ်တုန်းကဒီ Oxford Learners Dictionary ပါဝင် Modern Dictionaries Idiom Dictionary ဆိုပြီးတော့မှ Dictionary 3 အုပ်ကြက်ဘူးတယ်နှစ်နဲ့ချီပြီးတော့ကြားရတယ်ပြီးတော့ကိုလက်တွေ့ရေးသားတဲ့နေရာမှာသုံးစွဲနေတဲ့စလုံးကလွဲရင်ကျန်တဲ့စလုံးတွေအကုန်မေ့ကုန်တာပဲကျိုးမရှိvocabulary ကမကြက်ရအောင်ဘယ်လိုသိနိုင်သလဲဆိုတဲ့အခါကျတော့စာများဖတ်ခြင်းအပြင်သိနိုင်တယ်ဗမာလူမျိုးတွေနေ့စဉ်ပြောနေကြတဲ့ဗမာစကားနေ့စဉ်ရေးနေကြတဲ့ဗမာစကားထဲမှာကြက်ထားတာဘယ်နှလုံးပါတယ်လဲဘယ်နှကြောင်းပါတယ်လဲမပါပါဘူးအကြောင်းမှာကြက်ခဲ့တဲ့ဇာတွေကအကြောင်းမှာစာဝင်ဝဲဖြေပြီးတော့မေ့သွားတာပဲအခုလက်တွေ့အပြင်မှာပြောဆိုဆက်သွယ်ရေးသားနေကြတဲ့ vocabulary တွေဝကြတွေကကြားဘူးနာဝနဲ့တက်နေတာကြားဘူးနာဝအဲ့လိုကြားဘူးနာဝနဲ့တက်နေတဲ့ vocabulary တွေကဘယ်တော့မှမမေ့ဘူးခဏကြားနေရတော့ဘယ်တော့မှမမေ့တော့ဟိုးပင်လယ်ရေအနက်သမုဒ္ဒရာကအပင်လေးတစ်ပင်ရဲ့နာမည်ဆိုလို့ရှိရင်နေ့လေ့လာထားသည်ပဲထားအောင်တော့နေ့စဉ်ပြောတဲ့စကားထဲမှာမပါဘူးမပါတော့ကြာရင်မေ့သွားတာနေ့စဉ်ပြောစကားထဲမှာပါနေတဲ့စလုံးတွေပဲမှတ်မိနေတာပေါ့နော်ဆွဲနေတာပေါ့ vocabulary လည်းအဲ့တိုင်းပဲ vocabulary များလိုချင်လို့ရှိရင်နေ့စဉ်ပြောစကားအပြင်စာဖတ်ရတယ်နေ့စဉ်ပြောစကားထဲမှာကြတော့ရှင်းမြင့်တဲ့ vocabulary တွေမပါဘူးထမင်းသားရေတောက်ပဲပါတယ်ဝတ္ထုတွေဖတ်မယ်ဝတ္ထုတွေရေးမယ်ဆိုလို့ရှိရင်အရှင်းမြင့်တဲ့ vocabulary တွေပါနေ့စဉ်ထိတွေ့နေမယ်အဲ့ဒီအခါမှာ vocabulary ကအလိုလိုကျွယ်ဝပြီးတော့လာမယ်နော် grammar တက်အောင်ဘယ်လိုလုပ်ရလဲဆိုတော့စာပိုင်းတော့ဒီအင်္ဂလိပ်စာရေးတဲ့8 power speed ကစပြီးတော့မှဝကြတိဆောက်ပြီးတဲ့အထိအဲ့ဒါကိုသဘောပေါက်နားလည်အောင်လေ့လာရတယ်အလွတ်ကျရတာမဟုတ်ဘူးနော်သဘောပေါက်နားလည်အောင်လေ့လာရတယ်လေ့လာပြီးတော့အဲ့ဒီ grammar စာအုပ်ကလမ်းညွှန်တဲ့အတိုင်းလိုက်ပြီးတော့လုပ်ရတယ်လိုက်နာရေးသားရတယ်အဲ့လိုလိုက်နာရေးသားတတ်အောင်ကသိုံနဲ့မရဘူးလေ့ကျင့်ရတယ်
ထပ်တစ်ခါရင်းထဲမှာအလိုလျောက် reflex လို့ခေါ်တဲ့ဥနောက်ကအလိုလျောက်လိုက်လှုပ်ပြီးတဲ့အထိလေ့ကျင့်ရတယ်ဥပမာဘယ်လိုစလုံးမျိုးရဲ့ရှေ့မှာ A ထည့်ရတယ်ဘယ်လိုဆုံးမျိုးရဲ့ရှေ့မှာ D ထည့်ရတယ်ပေါ့နော်အဲ့လိုအလွတ်မှတ်ထားတယ်အဲ့ဒါကိုအလေးကျင့်မရှိဘဲနဲ့ရေးလိုက်လို့ရှိရင်သိနဲ့မှားတယ်သိနဲ့မှားတယ်ပြောလိုက်ခါမှာဟာဟုတ်တာပဲဒါသိတာပဲဆိုပြီးဒီလိုထပ်ဖြစ်တယ်အလေးကျင့်စကေးမရှိတာပေါ့နော်အဲ့ဒါကိုစဉ်းစားဆင်ခြင်ဉာဏ်မလိုပဲနဲ့စရေးလိုက်ပြီဆိုတာနဲ့အဲ့ဒီတိုင်းလက်ကနေအလိုလျောက်ထွက်သွားအောင်လေ့ကျင့်ထားတယ်ပြောချင်တာကြက်သွန်လှီးသလိုမျိုးပေါ့ကြက်သွန်ဘယ်လိုလှီးရလဲဆိုတာလူတိုင်းသိတယ်ဒါပေမဲ့လှီးနေကြမဟုတ်တဲ့မကျွမ်းကျင်တဲ့လူလှီးလို့ရှိရင်နှေးမယ်ဓာတ်ရှာနိုင်တာပေါ့ခေါက်ဆွဲကြောနေတဲ့လူနေ့စဉ်ကြက်သွန်ကိုလှီးနေရတဲ့လူလည်းကြားလဲကြားရောကြက်သွန်ကိုမျက်စိနဲ့တောင်မကြည့်ဘူးเนาะဒါစကားပြောရင်ငေးရင်မောရင်လည်းတော့နဲ့လှီးသွားတာအကုန်တည်တတ်မြန်ဆန်ပြီးသွားတယ်အင်္ဂလိပ်စာမှာလည်းအဲ့ဒီတိုင်းပဲအဲ့ဒီလိုမျိုးကြက်သွန်တော့နဲ့လှီးနိုင်တယ်လို့မျိုးအင်္ဂလိပ်စာဘိုးပေါက်နဲ့ဒိုးတောက်ရေးချနိုင်အောင်လေ့ကျင့်ထားရတယ်ဂရမာကိုအဲ့လိုဒိုးတောက်စဉ်းစားဆင်ခြင်နေကြမလို့တွေ့တာနဲ့လက်ကချရေးပြီးသားပဲခေါင်းထဲမှာ message ပေါ်လာတာနဲ့ချရေးပြီးသားပဲအဲ့လိုအဆင်ဖြစ်အောင်လေ့ကျင့်ထားရတယ်မလေ့ကျင့်ခင်တော့လေ့လာတာပေါ့နော်တစ်လခွဲနဲ့3လလောက်ကြာတယ်ဂရမာကိုအစားဆုံးလေ့လာရင်အခုပြောနေတဲ့ဂရမာကစာရေးတဲ့ဂရမာနော်စာမိုးဝဲဖြေတဲ့ဂရမာမဟုတ်ဘူးactive passive လေးတွေပါမယ် notional တန်းလေးတွေပါမယ်ဘိုးအန်လေးတွေပါမယ်ဆိုပြီးတော့အဲ့လိုကွက်ပြီးတော့လေ့ကျင့်တဲ့ grammar ကိုပြောတာမဟုတ်ဝါဆန်က8ပါးကနေစပြီးတော့ဝက်ကြတွေကိုကျွန်းရေးတတ်ဖို့အထိလိုအပ်တဲ့စာရေးနည်း grammar ကိုပြောတာအဲဆိုရင် vocabulary ကိုလည်းစာဖတ်ခြင်းအပြင်ရရှိမယ် grammar တွေကလည်းပဲစာဖတ်ခြင်းအပြင်လည်းရရှိနိုင်တယ်ကိုစာရေးဆရာရေးထားတဲ့ grammar တွေကိုလိုက်ကြည့်ခြင်းအပြင်နော်ကိုယ့်အကူရေးသားလေ့ကျင့်ခြင်းအပြင်လည်း grammar ပို့ပြီးတော့ထပ်မြတ်မယ်အဲ့နှစ်ခုစလုံးက grammar ကလည်းဖတ်မှတ်လေ့ကျင့်မှရမယ် vocabulary ကလည်းအခုနအတိုင်းပဲများဖတ်မှရမယ်ဆိုတော့အင်္ဂလိပ်စာသည်လေ့ကျင့်မှုသူနဲ့ထိတွေ့နေလို့အများကြီးလိုတယ်စကြက်စရာမလိုဘူးကြက်စရာမလိုဘူးထိတွေ့နေရင်လိုတက်သွားတာပဲမြန်မာဘာသာစကားအကျက်ပြောနေကြတာကြက်ရေးနေကြတာမဟုတ်ဘူးထိတွေ့နေတက်သွားတာမထိတွေ့ရင်မတက်ဘူးအဲ့လိုထိတွေ့ပေးခြင်းအပြင် vocabulary နဲ့ grammarနှစ်ခုကအလိုအလျောက်ရရှိလာမှာဖြစ်တယ်တခြားနည်းမရှိဘာအင်္ဂလိပ်စာကအကျက်ဘာသာရပ်မဟုတ်ဘူး there is nothing to get by heart in English သူကလေ့ကျင့်ရတယ်ဆိုတာဒါကြောင့်မလို့သူ့ကို skill လို့ခေါ်တယ်ဘယ်နှပုတ်အကျက်ဆိုပြီးတော့မှအဲ့လိုမပြောဘူးအင်္ဂလိပ်စာဆိုလို့ဒီမှာတခြားဟာတွေကတော့ဆိုကြပါစို့ physics ဆိုရင် bio ဆိုရင်မင်းဘယ်နှပုတ်ကျက်ပြီးပြီလဲဒီလိုမေးလို့ရတယ်အင်္ဂလိပ်စာကြတော့မင်းဘယ်နှပုတ်ကျက်ပြီးပြီလဲလို့မေးရင်မှားသွားပြီမင်းဘယ်လောက်ကျွမ်းကျင်ပြီလဲဘယ်လောက်အင်္ဂလိပ်စာ fluent ပိုင်နိုင်ဘယ်လဲ skill ဘယ်လောက်ရဘယ်လဲဒီလိုပြောရတယ်နော်ပြောရင်တော့ဘာသာရပ်တွေကကောင်းသေးပဲနောင်းမှာမျိုးဖြစ်နေအင်္ဂလိပ်စာအကောင်းသေးပဲနောင်း skill ပဲဆိုတော့အဲ့ဒီ vocabulary နဲ့အင်္ဂလိပ်စာရဲ့ကြော်ရွံ့မှန်နိုင်နှစ်ခုက vocabulary နဲ့ grammar ဖြစ်တယ်အဲ့ဒီနှစ်ခုစလုံးကကြက်လို့မရဘူးဖတ်မှတ်လေ့ကျင့်ခြင်းအပြင်သာရနိုင်တယ်ဆိုတာကိုဆွေးနွေးတာပါဟုတ်ပြီအင်္ဂလိပ်စာဓာတ်ခေတ်ပညာတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နိုင်ကြပါစေ